ကျွန်တော်ရဲ့ကိုရန်ရေးသင်းတစ်ပုဒ်နားဆင်ပေးကြပါဦးလို့တူထားခဲ့တဲ့ဒုနာခဲ့ခုများတော့နေရာတခြားကိုပြေးထွက်အဆုံးသတ်မလာတဲ့အပြုံးများနဲ့သာလမ်းခွဲနေနာတခြားမှာအလားကဘာရှာခဲ့တော့ဒီမှာငါရင်မောင်စုဝင်နေတာအချစ်ရဲ့စိတ်လူများတရားမချက်နိုင်မှာစိတ်ပြေပြဘဝရေသုံးမျောသွားစောင့်တည်ရာမဲနေတာငါရဲ့ဝကြွေးများရှစ်ဆက်ရှောက်ပါမင်းတို့မြဲငါအပြုံးများနဲ့သာခြေနှမိမှာပါငါတို့မငယ်ပါမင်းတို့လေးလည်းနေကင်းဆိုဗျာနေမင်းရဲ့ရမ်းပူတာပဲအဲ့တော့အသွားလာအနေထိုင်နေတယ်ယူဆိုင်ကြပါလို့အေးများတဲ့နေရာလေးလည်းရှာကြံ၍နေကြပါလို့မလိုအပ်ဖက်နဲ့လည်းအပြင်နေတိတ်မထွက်ကြပါနဲ့လို့ကျွန်တော်လည်းတတိပေးတဲ့နေတဲ့ကိုရိုင်းရေးသချင်းလေးတစ်ပုဒ်လောက်ဆိုချင်ပါတယ်လို့တဘာဝကပြူစားထားတဲ့လူများလည်းဒီထားတဲ့နေမင်းကပူပြင်းလုံးနဲ့ဘယ်ညိုနေမြောင်သူရဲ့ဆက်တဲ့တဘာဝပဲမို့သူဟာမပူဝါနဲ့လို့တောင်းမရတယ်အတီးတရားနဲ့ကွယ်ရှောင်ရှားကြမယ်နေတဲ့စင်ကတေမင်းဝတ်ပဲပူလုံးထင်မထားဘဲနဲ့ဗျာကျွန်တော်တို့ရဲ့မြန်မာပြည်ကြီးမှာစက္ကန့်ပိုင်းမိနစ်ပိုင်းလေးတွင်းမှာပဲအသက်မြောင်းများစွာဆုံးရှုံးခဲ့ရတဲ့မိသားစုတွေတိုက်တာအိုးနေပြိုကျပျက်စီးလို့တောကအပူမီဝိုင်းနေတယ်အဲ့လိုမျိုးလူတွေကိုလေကျွန်တော်ကိုချင်းလဲစာမိတယ်ဗျာအရန်လဲတနာမိပါတယ်ကြံနေသေးတဲ့ဘဝတွေကိုဗျာပေးကမ်းကြပါလူတန်းကြပါအားပေးကြပါလို့ကျွန်တော်နှိုးဆော်ပါတယ်ကျွန်တော်လည်းဒီငလင်ဘေးကြီးအတွက်ကိုယ်တိုင်ရေးပေါ့ဗျာချင်းလေးတစ်ပုဒ်ဝါသနာရပေါ့ဆိုကြည့်ချင်တယ်ပေါ့ချင်းမထားပဲအန်ရတွေကြားရောက်ခဲ့တို့ရဲ့မြမပြည်ကြီးရဲ့ဘယ်ဝကြွေး